ဒဏ္ဍာရီများကိုရက်လုချင်းလူသားမျိုးနွယ်၏ထင်ရှားကြော်ကြားသူ24ဦးကိုဂုဏ်ပြုသည့်ပါရှန်လက်လုပ်လိုက်ရာဤထူးခြားလာသောပါရှန်လက်လုပ်နေရန်ကတ်ကော်စောသည်လူသားတို့၏ကြီးမြတ်မှုနှင့်ခေတ်အဆက်ဆက်တန်ဖိုးမပြတ်သောလက်မှုပညာကိုဂုဏ်ပြုသည့်အမှုပညာလက်ရာတစ်ခုဖြစ်သည်ထူးခြားစွာတိကျပြီးအမှုပညာကျွမ်းကျင်မှုအပြည့်ဖြင့်ရက်လုပ်ထားသည့်ဤလက်ရာသည်ယင်းတို့၏အောင်မြင်မှုများကြောင့်ကမ္ဘာတဝန်းရှိမျိုးဆက်များကိုလှုံ့ဆော်ပေးခဲ့သောပုဂ္ဂိုလ်များ၏ရေရှည်တည်တံ့သောဩဇာလွှမ်းမိုးမှုကိုထင်ဟပ်စေသည်ဤလက်ရာ၏အလဲဗဟိုတွင်တေချာစွာရက်လုပ်ထားသောပုံတူ24ပုံပါဝင်ပြီးတပုံချင်းစီသည်သမိုင်းတစ်လျှောက်ဩဇာအရှိဆုံးစံပြပုဂ္ဂိုလ်များထဲမှတဦးကိုကိုစားပြုသည့်သိပ္ပံအားကစားစာပေရုပ်ရှင်အာကာသစူးစမ်းလေ့လာရေးနည်းပညာအမှုပညာနှင့်ဝိညာဉ်ရေးရာလောကများမှရွေးချယ်ထားသောဤဒဏ္ဍာရီဆန်သည့်ပုဂ္ဂိုလ်များသည်အမျှော်အမြင်တတိဖန်တီးနိုင်စွမ်းနှင့်ဉာဏ်ပညာတို့ကိုကိုစားပြုကြသည့်ပုံတူတပုံချင်းစီသည်လူသားမျိုးနွယ်ကိုပြောင်းလဲပေးခဲ့ပြီးအနာဂတ်အတွက်ဆက်လက်လှုံ့ဆော်ပေးနေသောဘဝများကိုဂုဏ်ပြထားသည်မျက်နှာတစ်ခုချင်းစီကိုထူးခြားစွာအသေးစိတ်ဖော်ပြထားပြီးစိတ်ခံစားမှုကိုယ်ရည်ကိုယ်သွေးနှင့်အရှိန်အဝါတို့ကိုအမခံလက်တွေ့ကြမှုဖြင့်ဖန်ယူထားသည်ဤကော်စောကိုအရေးသွေးအမြင့်ဆုံးတိုးမွေးဖြင့်လက်ဖြင့်ရက်လုပ်ထားသဖြင့်စိန်ခံဆန်သောအထီးအတွေ့နှင့်တရက်လာပါသောအချောတက်ကိုဖန်တီးပေးသည်နည်းဤတရောင်လေးအခြေပြုအယောင်ဆက်မှုသည်အဖြူရောင်မှနှဆိုင်သောအနက်ရောင်အထိနူးညံ့စွာပြောင်းလဲသွားပြီးဖွဲ့စည်းပုံအတွင်းအနက်လှပမှုနှင့်ထင်ရှားသောတက္ကစာတာဖြစ်မှုကိုပိုမိုပေါ်လွင်စေသည်ရှုပ်ထွေးနှင့်နဲသောဒီဇိုင်းအတွင်း Best Role Models Ever ဟူသောစာသားကိုတဘာဝကြကြပေါင်းဆက်ရက်လုပ်ထားသည်နောက်ခံတွင်နူးညံ့သိမ်မွေ့စွာရက်လုပ်ထားသောစာလုံးဒီဇိုင်းသည်အမှုပညာလက်ရာ၏ဖွဲ့စည်းပုံကိုယ်တိုင်၏အစိတ်ပိုင်းတစ်ခုဖြစ်လာပြီးဤလက်ရာ၏အဓိပ္ပာယ်နှင့်ရည်ရွယ်ချက်ကိုပိုမိုခိုင်မာစေသည်ယင်းသည်ယင်းတို့၏အတွေးအခေါ်များအရေးချင်းများနှင့်လှုပ်ဆောင်ချက်များဖြင့်ကျုပ်တို့၏ကဘာကိုပုံဖော်ပေးခဲ့သောပုဂ္ဂိုလ်များအားဂုဏ်ပြုသည့်လက်ရာဖြစ်သည်အလှဆင်ရန်အတွက်သာဖန်တီးထားသောအမှုပညာလက်ရာတစ်ခုထက်ပိုမိုသောဤပါရှန်နရန်ကတ်ကော်စောသည်လှုံ့ဆော်မှုနှင့်လူသားတို့၏အောင်မြင်မှုများကိုရက်လုပ်ဖော်ပြထားသောဇာတ်ကြောင်းတစ်ခုဖြစ်သည်ယင်းသည်ထူးချွန်သောပါရှန်လက်မှုပညာကိုလူသားအားလုံးနှင့်သက်ဆိုင်သောယဉ်ကျေးမှုဆိုင်ရာသတင်းစကားတစ်ခုနှင့်ပေါင်းစပ်ပြီးချီးမြှင့်အမှုပညာကိုထူးချွန်မှုဩဇာလွှမ်းမိုးမှုနှင့်အမွေနှစ်တို့အကြောင်းခေတ်အဆက်ဆက်တည်တံ့မည့်အမှုပညာဖော်ပြချက်တစ်ခုအဖြစ်ပြောင်းလဲပေးသည်ဤအမှုပညာလက်ရာသည် Daniel Bickus Rugs 2023စုစည်းမှုတစ်စိတ်တစ်ပိုင်းဖြစ်သည်